ရှေးဟောင်းပုံပြင်လေးတစ်ပုဒ်ကိုပြန်ပြောပြရရင်တော့ဟိုရှေးတုန်းကတရေခေတ္တရာပြည်ကြီးကိုအုပ်ချုပ်တဲ့တွတ်တပေါင်းမင်းကြီးဆိုတာရှိတဲ့မင်းကြီးဟာဘုံတန်ခိုအရန်ကြီးမှသလိုသူ့မှာနတ်မင်းတွေကဆက်တထားတဲ့ထူးခြားတဲ့အရိတ္တမာလန်တော်ရှိတယ်လေဒီလန်ဟာရန်သူတွေကိုအလိုလျောက်ပြန်တန်းတိုက်ခိုက်နိုင်ပြီးဘယ်ရန်သူမှမခုခံနိုင်တဲ့အစွမ်းရှိတာပေါ့မင်းကြီးဟာဒီလန်တော်ကိုအသုံးပြုပြီးပန်ထွာဘရင်မရဲ့ဘေတလူမျိုးတော်ကိုတောင်အောင်နိုင်ခဲ့တာပေါ့အဲ့ဒီအချိန်ကစလို့အရိတ္တမာလန်ဟာမြမရာဇဝင်မှာအောင်နိုင်ခြင်းရဲ့ပြရုပ်အဖြစ်ကြော်ကြားခဲ့တယ်မင်းဆက်များစွာလက်ဆင့်ကမ်းခြင်းဒွတ်တပေါင်းမင်းကြီးနတ်ရွာဆန်ပြီးတဲ့နောက်မှာလဲဒီအစွမ်းထက်လန်တော်ဟာတရေခေတ္တရာမင်းဆက်တွေကနေတဆင့်ပကံခေအထိလက်ဆင့်ကမ်းတည်ဆောင်လာခဲ့ကြတယ်ဒါပေမဲ့ဒီလန်ဟာဖုံးကန်ရှိတဲ့မင်းလက်ထဲမှာပဲအစွမ်းပြတာပါမင်းဆက်ပေါင်းများစွာနှစ်ပေါင်းရာနဲ့ချီပြီးနန်းစဉ်ယတနာအဖြစ်ဂုဏ်ယူစွာတင်စီခဲ့ကြတာပေါ့လန်တော်တိမ်မြုပ်ပြောက်ကွယ်သွားပုံဒါပေမဲ့တက်တက်ရှိရင်ကြတက်ရှိတယ်ဆိုသလိုပဲပကံခေနောက်ပိုင်းကိုရောက်တဲ့အခါမှာတော့လန်တော်ရဲ့ကံကြမ္မာကပြောင်းလဲသွားပါတော့တယ်ဇလန်းလေးကတော့ဒီလိုပြပကံပြည်ရဲ့နောက်ဆုံးမင်းဆက်တွေလက်ထက်မှာမင်းတွေဟာတရားပြက်ကွက်လာကြတယ်တိုင်းပြည်လည်းမငြိမ်မသက်ဖြစ်လာတဲ့အဲ့ဒီအချိန်မှာနတ်တို့ပေးတဲ့လန်တော်ဟာဖုံးကံမရှိတော့တဲ့မင်းတွေလက်ထဲမှာမနေချင်တော့ဘူးလို့ဆိုကြတယ်တမြေကြီးတဲ့ငုတ်ရှိုးသွားခြင်းပုံမြင်တွေရတော့မင်းကြီးကလန်တော်ကိုအားကိုးတကြီးနဲ့ကင်လိုက်တဲ့အခါမှာလန်တော်ဟာမြေကြီးတဲ့ကိုတဖြည်းဖြည်းချင်းငုတ်ရှိုးပြောက်ကွယ်သွားပြီးဘယ်သူမှပြန်မဖော်နိုင်တော့ဘူးလို့ဆိုတယ်နှစ်အေယာဝတီမြစ်ထဲပျောက်ကွယ်ခြင်းအချို့ကလည်းတရုတ်မွန်ဂိုစစ်တီတွေကျူးကျော်လာခြင်းပကံပြည်ကြီးပျက်စီးတော့မဲ့ဆဲဆဲမှာဒီလိုဖိုးတန်လန်တော်ကိုရန်သူလက်ထဲမရောက်စေခြင်းလို့အေယာဝတီမြစ်ထဲကိုပစ်ချလိုက်ရကနေထာဝရတိမ်မြုပ်သွားခဲ့တယ်လို့ပြောကြပြန်တယ်။ဒါကြောင့်မလို့ဒုတပေါင်းမင်းကြီးရဲ့ဂုံဆောင်အရိတ္တမာလန်တော်ဟာအခုဆိုရင်ရာဇဝင်ပုံမြင်တွေထဲမှာပဲကြံရစ်ခဲ့ပါတော့တယ်ဗျာ။ဒုတပေါင်းမင်းကြီးရဲ့တခြားထူးခြားတဲ့အဆောင်အယောင်တွေအကြောင်းရောသိကျင်သေးလားဗျ။